အဲ့တော့ပထမဇန်ဆိုတာဘယ်လိုဟာလဲပထမဇန်ရအောင်ဘယ်လိုလုပ်ရတာလဲအကြမ်းမြင်လေးတော့သိထားဖို့တော့အာနာပါနအနေသွားလို့ရှိရင်ပထမဇန်ရနိုင်တယ်အာနာပါနကသွားပုံလေးကိုအနည်းငယ်ပြောပြမယ်ဆိုစံတရားကိုရချင်လို့ဥတည်ခြင်းနဲ့အထုတ်ပြီးဆိုရင်ကိုယ့်ရဲ့ထက်လေဝင်လေပုံမှန်အနေထားလေးရှုသွင်းရင်ကနေပြီးတော့လေးလေးတိုးထိသွားတဲ့နေရာလေးကိုအာရုံစိုက်တဲ့အခါမှာထိသွားတဲ့လေးလေးကိုထိတဲ့အခိုက်ကလေးမှာလေးလေးရဲ့ဝင်မှုလေးလေးရဲ့ထွက်မှုသတိထားပြီးတော့အဲ့ဒီပေါ်မှာပဲအာယုန်တစ်ခုတည်းပေါ်မှာစိတ်ကိုအခြေခံအောင်လေ့ကျင့်တယ်နော်လေးလေးတိုးထိသွားတဲ့နေရာထိတဲ့အချိန်လေးအဲ့ဒီထိတဲ့အချိန်လေးတွေဟာတော့ခဏလေးတွေပဲအဲ့ဒီခဏလေးပေါင်းများစွာပြောမယ်ဆိုရင်စက္ကန့်တွေအများကြီးရှုသွင်းလိုက်လို့ထိသွားတာဥပမာပြောပြမယ်ရှုသွင်းလို့ထိတဲ့ဟာတစ်စက္ကန့်စိုက်ထုတ်လိုက်လို့ထွက်သွားတာတစ်စက္ကန့်အဲ့ဒီစက္ကန့်လေးတွေကိုဒီထွက်လေဝင်လေမှတပါတခြားကိုအာယုံမရောက်အောင်ထိမ့်သိမ့်ပြီးတော့ထိတဲ့နေရာကိုစင်စမပြတ်သိနေအောင်ကြိုးစားအားထုတ်အဲ့မှာဘာတွေနဲ့အားထုတ်တာတော့ဆိုရင်လုံလဝိရိယတတိအမာတိအဲ့နဲ့အားထုတ်မရရအောင်ကြိုးစားတယ်မရရအောင်ဒီလေးထွက်လေဝင်လေကိုမှတ်တယ်ထွက်လေဝင်လေလေးပေါ်စိတ်ငြိမ်အောင်ကြိုးစားတယ်အဲ့ဒါလို့အခြေခံပြီးလှုပ်လိုက်တဲ့အခါမှာသူကပထမတော့လေးလေးဝင်တာထွက်တာကိုစင်စမပြတ်မှတ်နိုင်သွားပြီဆိုတဲ့အခါမှာဘာဖြစ်လာတော့ဆိုအဲ့ဝင်သွားတဲ့လေလေးကပုံပြောင်းလာတယ်ကိုရင်ထဲနှလုံးထဲမှာကြာကြာထိုင်လိုက်တဲ့အခါပုံစံပြောင်းလာတယ်ဝင်လေထွက်လေဝင်လေထွက်လေပြီးမှတ်ရင်ကနေပြီးတော့ပုံစံကဘယ်လိုပြောင်းလာတော့ဆိုရင်ကိုရှုသွင်းလိုက်တဲ့လေဟာပုံစံဖော်ဆောင်လာတယ်မိကိုတန်းလေးလိုဖြစ်လာတယ်အလင်းအောင်တန်းလေးလိုဖြစ်လာတယ်ပထမတော့လေပဲထိတဲ့နေရာကိုလို့စိတ်ကိုငြိမ်သွားအောင်လုပ်လိုက်တဲ့အခါကျတော့နမိတ်ဆိုတာပေါ်လာတယ်အဲ့ဒီနမိတ်ဟာလေတံမှာမဟုတ်တော့ဘဲနဲ့လေထိတဲ့အချိန်မှာအလင်းအောင်တန်းလေးလိုပြီးကိုတန်းလေးလိုပလဲလုံးလေးတွေလိုနာသီးပြားမှာလာထိနေတာ sensation တစ်မျိုးနဲ့ကိုယ့်ရဲ့အာယုန်ထဲမှာပေါ်လာတယ်အဲ့ဒါကိုနမိတ်လို့ခေါ်တယ်အဲ့ဒီနမိတ်ပေါ်လာပြီဆိုရင်ဒီနမိတ်ကိုပြောင်းမသွားစေနဲ့ဆက်လေးခြင်းဒါမို့ကမ္မထာသမထထိုင်တဲ့ပုဂ္ဂိုလ်တွေကအချိန်အများကြီးယူပြီးတော့ထိုင်ရတော့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကြမလွယ်ဘူးအသက်ငယ်ကြာထိုင်နေတဲ့ပုဂ္ဂိုလ်တွေကပို့ပြီးတော့အောမြင်နိုင်တယ်ပေါ့အဲ့တော့အာယုန်နမိတ်ကလေးပေါ်လာရင်အဲ့ဒီအာယုန်နမိတ်ကလေးကိုပဲဆက်ပြီးတော့ရှုနေတဲ့ကအဲ့ဒီအာယုန်နမိတ်လေးဟာပို့ပြီးတော့တောက်ပြောင်ပြီးတော့လာတယ်အဲ့ဒီအာယုန်နမိတ်လေးပေါ်မှာပဲစိတ်ဟာတည်ငြိမ်သွားတယ်တခြားကိုမရောက်တော့ဘူးစိတ်ကိုအကြာကြီးအဲ့ဒီအာယုန်နမိတ်လေးနဲ့တွဲကပ်ပြီးတော့ထားသလိုဖြစ်သွားတယ်ခွာလို့မရတော့အောင်ကိုအဲ့ပေါ်မှာတည်ငြိမ်သွားတယ်အဲ့ဒီအာယုန်နမိတ်လေးပေါ်မှာသူကလင်းရောက်တန်းလေးဆိုရင်လင်းရောက်တန်းလေးမိကိုတန်းလေးဆိုမိကိုတန်းလေးပေါ့နော်ပလဲလုံးလေးတွေဆိုရင်ပလဲလုံးလေးတွေလို့ကိုယ်နှာခေါင်းကထွက်နေတဲ့ပုံစံမျိုးမြင်နေရပြီးတဲ့အခါမှာအဲ့ဒီအာယုန်လေးပေါ်မှာစိတ်ကိုမပြတ်ရအောင်လုပ်ပေးနေတာကဝိတက်ကလုပ်ပေးတယ်စိတ်ကူးတယ်လို့ခေါ်တယ်စိတ်ကအာယုံမောကူးသွားတာစိတ်ကိုအာယုံမောတင်ပေးတာကိုဝိတက်မြန်မာလို့စိတ်ကူးတယ်စိတ်ကပဲကူးတော့အာယုံမောမှာကူးတယ်အာယုံမောရောက်သွားတာနောက်ဝိสารဆိုတာကြံစည်တယ်ဆိုတာဒီနေရာလေးမှာပဲ
ဒီအာယုံပေါ်မှာပဲစိတ်လေးရေဝဲပြီးတော့နေတယ်ချမ်းစီမှုတော့အဲ့ဒီအာယုံလေးပေါ်မှာစိတ်ကကျဉ်တ်နေတာပီတိဒီလိုထိုင်လို့အမတမကောင်းပြီးတော့ညောင်းညံပင်ပန်းမှုတွေပျောက်သွားတာဒုက္ခအဲ့ဒီအာယုံလေးမှတပါတခြားအာယုံပေါ်မှာစိတ်မရောက်တော့တာကဧကကတာလို့သဘာဝတရား၅ခုဖြစ်သွားတယ်အဲ့ဒီသဘာဝ၅တရား၅ခုဒီဟန်ချက်ညီဒီအာယုံလေးနဲ့တွဲပြီးအလုံးလုံးနေတယ်ခဏထွက်လေဝင်လေအာယုံလေးနဲ့တွဲပြီးတော့သူတို့ကအလုံးလုံးနေကြတယ်အဲ့ဒီအခြေအနေမျိုးရလာလို့ရှိရင်ဒါပထမဇန်ရတယ်လို့ခေါ်တာဒါခဏလေးနဲ့အမတမပျောက်လွယ်တယ်ရပြီဆိုပြီးဝမ်းသာပြီးကျေနပ်ပြီးဒီတခြားစိတ်တွေဝင်လာရင်ပျောက်သွားရင်နောက်ထပ်ပြန်လုံးလို့မရပြန်ဘူးတော့နဲ့ဒါလေးကိုဟုတ်လာပြီးထင်သွားလို့ရှင်သွားပြန်ရောက်ခိလေသာတွေဝင်လာပြန်မရောက်တော့ဘူးသူစီတော့နဲ့အဲကြောင့်မို့လို့အလုံးကိုတတိထားရတယ်လို့ဆိုတယ်စာပေကျမ်းကမှာတော့ဘယ်လောက်ထိအောင်ဆိုထားတော့ဆိုစကြဝဠာလောင်းကိုအောင်ဆောင်ထားတဲ့အမျိုးသမီးဟာသူ့ရဲ့သားဟာစကြဝဠာမင်းဖြစ်မယ်ဆိုလို့ရှိရင်သူဘယ်လောက်ခရူးဆိုင်ရမယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်အဲ့ဒါလိုပဲဒီအာယုနမိတ်လေးကိုသိကိုခရူးဆိုင်နေရအဲ့တော့အာယုနမိတ်ကိုခရူးဆိုင်ပြီးတော့အချိန်ချင်းပြန်ပြီးတော့ဒီဟာကိုလှုပ်နေရလှုပ်နေမှအားရှိလာတော့တစ်ခါလောက်ရရုံနဲ့မရဘူးတစ်ခါလောက်ရပြီးရင်သူပြုတ်ကျသွားရနောက်တစ်ခါပြန်ကြိုးစားပထမချိန်မှာဆိုတစ်ခါတည်းပဲဖြစ်တယ်နောက်ချိန်นี้မှာထပ်ကြိုးစားတဲ့အခါမှာအချိန်လေးကပထမချိန်မှာ10စက္ကန့်ပဲရလိုက်တယ်ဆိုနောက်ချိန်ကျရင်2စက္ကန့်3စက္ကန့်4စက္ကန့်စက္ကန့်60 10မိနစ်2မိနစ်စသဖြင့်တိုးတက်ပြီးတော့များလာအဲ့လိုအချိန်ချင်းထပ်ဝင်စားလိုက်တဲ့အခါဒီသဘာဝတရားလေးတွေ၅ခုကနေပြီးတော့ရှုမှတ်နေတဲ့အာယုံလေးတစ်ခုပေါ်မှာရှင်းနှလောက်တဲ့အနေအထားရရပ်တည်သွားနိုင်ပြီဆိုရင်ဒါကိုအပ္ပနာလို့ခေါ်တာအပ္ပနာဆိုတာစိတ်ကိုအာယုံနဲ့ထည့်ထားလိုက်တယ်လို့ခိုင်သွားပြီအဲ့စိတ်တွေကဒီအာယုံထဲမှာရောက်သွားလို့ရှိရင်သူကတခုတည်းကိုထည့်လိုက်တယ်လို့ပဲ socket တို့ဟာမျိုးပေါ့နော်သူကလည်းသူအကြက်တက်လိုက်တယ်လို့ပဲပြန်ခွာဖို့မလွယ်ဘူးကတ်သွားပြီတော့လည်းသူအဲ့ဒီလိုဖြစ်သွားတာကိုအချိန်ချင်းကြိုးစားရမယ်ကျွမ်းကျင်အောင်လုပ်ရမယ်ဒီလိုဆိုလို့လေပေါ့အဲ့တော့ဟုတ်ပြီဒါဇန်ရတဲ့ပုံစံလေးကိုပြောပြတာနော်ဇန်ဆိုလို့ရှိရင်ပြန်တယ်လို့ထင်ပြီးတော့ထပြန်နေဦးမယ်တခြားပြန်တာပြောတာမဟုတ်ဇန်ရဲ့အတိတ်ပဲကဘာလို့ဆိုစာနာဆိုတာခုနအာယုံလေးပေါ်မှာရှုကတ်အာယုံနဲ့ဒီစင်စမပြတ်ရှုမှတ်နေတဲ့ဟာကိုဇန်လို့ခေါ်တယ်နော်အာယုံနဲ့တွဲကပ်ပြီးတော့ရှုနေတဲ့သဘောတရားကိုဇန်တနည်းအားဖြင့်ဆိုရင်အဲ့လိုစင်စမပြတ်ရှုမှတ်နေတဲ့အချိန်မှာလိုချင်တဲ့လောဘတွေမုန်းတီးတဲ့ဒေါသတွေစိတ်ပူတာတွေစိတ်ညစ်တာတွေဘာတစ်ခုမှမလာဘူးတော့နိဝရဏဆိုတဲ့တရားတွေကိုဖယ်ထားတယ်တော့နိဝရဏဆိုတဲ့တရားတွေကိုလောင်ပြစ်လိုက်တာရှုပ်ပြလိုက်တာပြီးရှုပ်လိုက်တယ်လို့နိဝရဏဆိုတဲ့တရားတွေကိုရှုပ်မြိုက်ဖျက်ဆီးပြစ်လိုက်တယ်အဲ့ဒါတွေကမလာတော့ဘူးနော်အဲ့ဒါကြောင့်ဇာနာဆိုတာရှုပ်ပြစ်ခြင်းနဲ့ခုနအနိကရှုမြင်ခြင်းပေါ့နော်တွက်ကပ်ပြီးတော့ရှုမြင်နေခြင်းဆိုတာအဲ့ဒီလိုရှုနိုင်တဲ့တမာတိစွမ်းအားတစ်ခုကိုခေါ်တာပဲ